လောကမှာတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ပြီးတော့ချမ်းသာကြွယ်ဝနေတာရှိတယ်။ကောင်းတာလုပ်ပြီးဆင်းရဲနေတာရှိတယ်။အဲ့တော့လူတွေကဘယ်လိုတွေးလဲဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရပါဘူးလို့ဆိုတဲ့အတွေးတွေဝင်လာတတ်တယ်။သို့တော့ကံကြမ္မာရဲ့သဘောမျိုးစေ့နဲ့အလားတူတူတယ်ပေါ့။မျိုးစေ့ဆိုတာအချိန်စောင့်နေရတယ်။အပင်ပေါက်လာပြီးချင်းအသီးသီးမှမဟုတ်ဘူး။အပင်ပေါက်လာမယ်အချိန်တန်တဲ့အခါမှာအပွင့်ပွင့်မယ်အပွင့်ပွင့်ပြီးမှအသီးသီးမယ်အချိန်ဆိုတာအခုလို့အခုရတဲ့ဟာမျိုးမဟုတ်ဘူးအချိန်ခါလိုက်တာမျိုးစိတ်လိုပဲချက်ချင်းကြီးပေါက်ချက်ချင်းကြီးအသီးပွင့်ဖြစ်တာမဟုတ်ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာဖြစ်နေခြင်းဆိုတာအခုလုပ်နေတဲ့ကောင်းတဲ့အလုပ်ဒီချက်ချင်းကြီးပြီးပွင့်လာတဲ့သဘောမရောက်သေးဘူးမကျူးဝါလို့ခေါ်တဲ့ရင့်ကျက်လာတဲ့အချိန်သူဟာစောင့်နေသေးတာဖြစ်တယ်ဟုတ်ဒါမှမဟုတ်ဗမာစကားမှာလည်းပြောတာရှိတယ်လေအခုရေတွင်းတူအခုရေချင်းတောက်ချင်လို့မရဘူးဆိုတဲ့စကားပဲကောင်းတာလုပ်တာဟာချက်ချင်းကြီးကောင်းကျိုးချမ်းသာရသလားလို့ဆိုကိုယ်လုံးရနိုင်တဲ့အနေအထားမရှိဒါဖြင့်မကောင်းတာလုပ်တာကရောချက်ချင်းကြီးမကောင်းကျိုးရသလားဘယ်ရောက်သူလည်းပဲမကြွားဖြစ်တဲ့အချိန်ကိုစောင့်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ဘယ်သူမှမလုပ်ရဲဘူးဆိုပါတော့လူတယောက်ဟာတရိစ္ဆာန်ဖြစ်နိုင်တဲ့အကုသိုလ်ကိုလုပ်ရင်ချက်ချင်းဒီဘဝကြီးမှာတရိစ္ဆာန်အဖြစ်ပြောင်းသွားလားဘယ်ပြောင်းမလဲကုသိုလ်ကံရဲ့အရှင်ကဟန်တားထားသည့်အတွက်ကြောင့်လူဟာလူပဲကောင်းတာတွေလုပ်လို့အရှင်လက်လက်နတ်ပြည်ရောက်လာဆိုဘယ်ရောက်လူဘဝရောက်စေတတ်တဲ့ကံတရားကသူ့အကျိုးကိုဆက်လက်ပြီးတော့ရှင်သန်စေနေသေးတယ်အခုလုပ်တဲ့ကံတရားကအကျိုးမပေးသေးဘူးဒါကြောင့်မို့လို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးကိုမတွေးမိစေနဲ့